အော်ဇပင်းနေလား ကြိုက်ဆုံးတစ်ခါကြိုက်ဆုံးနေတယ်မှာ အဲ့ဒါကဂျပန် enemy စီဟိုကလက်လား ဟုတ်တယ်ဆရာကထားဒီဘက်ဟိုလေးလည်းကြိုက်ဆုံးအရေးအယောင်ကြီးထားရပုံအကြိုက်ဆုံးပုံတွေကတော့ဒီပုံလေးပဲဒီပုံကောင်းဒီပုံလည်းကြိုက်တယ်နောက်ပြီးတိုင်းခိုးဘက်ကပုံပုံ အော်အဲ့ဒီပုံပလင်းပုံအဲ့ဒါ ဒီကပန်းလေးအားကြပါအောင်ကျူးလေးပန်းလေး ကျူလစ်ပန်းလေးလှတယ်ရောလှတယ်ပန်းသီးတွေဖရဲသီးတွေလည်းလှပါတယ် ပါဘောနော်အားလေပတ်စံတော့ပြရမယ် ဘာပတ်စံပေးရလား ပတ်စံတော့ပြရတယ်တားကြီးဝင်စားလိုက်ကပတ်စံတော့ပြရ အမွေ cherry ဒီပန်းဒီလေး cute girl လေးပေါ့ cherry ဒီဆိုတာဟိုကောင်ကပြရ ဒီနေ့ cherry သီးမှမလာဘူးလား ပုံတိုက်လားဒီနေ့ cherry ဒီမှမလား I love it ခွင်လဲမတိုင် I love itအဲ့ဒါလည်းဒီပုံဒီမှာ kiss ဒီမှာ I like it အိုးကိုဂျိုပုံကြိုက်တယ်ကိုဂျိုပုံလှတယ် အဲ့ဒါဘာဖရားရော အဲ့ဒါဘာဖရားတော့ ဘာပုံလဲတော့မသိဘူးအဲ့ညတင်းလို့ဟုတ်လား ဟွန်း ပြီးတော့လေပကြီးထဲမှာတဲ့နာမည်ကြီးတာတဲ့မိုနာလီဇာပကြီးကဘာလို့နာမည်ကြီးอ่ะဟုတ်လားဆရာတော့သိလားမိုနာလီဇာအပြုံးကိုဆရာတော့မကြိုက်ဘူးဘာကြီးပြုံးအေးလေဆရာကပဲအဲ့လိုပကြီးတွေရဲ့ရတာတွေကိုမခံစားတတ်လို့လားတော့မသိဘူးမိုနာလီဇာပြုံးကြီးကိုမကြိုက်ဘူးအဲ့ပုံကြိုက်ဆုံးလားလာအစိုးဆုံးပုံအိုးဘိုးကျုပ်လားဘိုးကျုပ်ကမျက်နှာတော့လာတယ်ပါဇက်ကကြီးသွားလားလို့ပါဇက်ကြီးပြန်ပြဘိုးကျုပ်ကပါဇက်ကြီးသွားအေးလေဆရာပုံလေးတော့တပုံတော့ဖန်တီးပေးပါအောင်ကိုခေရဆရာပုံလေးတပုံတော့ဘယ်ပုံကိုပို့ရမှာတော့ဆရာဘာပြောလိုက်တာတော့ပြန်လာတဲ့ဘင်းမြန်းနေတဲ့ပုံပြောကဘေးရှင်းလေးနဲ့ဆွဲပြီးလိုက်ဘေးရှင်းကြီးအေးနော်ထင်ရတဲ့ဂျင်းထဲလို့တော့ကိုခေနော်အဲ့ဒါမဲအသေးပုံလေးပေါ့ငန်းလေးနှစ်ခုအသေးလေးနဲ့ပေါ့ပန်းအိုးလေးလာတယ်ပန်းအိုးလေးဘာသာခါဆက်ဆက်ပြေးပေးတယ်ဟာအဲ့တော့ဆက်ဆက်နေရတယ်ဒါလည်းဘုရားတော်ခံပြီးပြင်မယ်လို့ခံကြည့်လိုက်တာလှပါတယ်ဗျာအိုးလေးတွေရောဒီမှာကဘာလဲဘာပုံလဲအစတာကဘာပုံလဲအဲ့ဒါတော့မှချိန်စောမှန်ကားချိန်စောမှန်ကားလေးအဲ့လိုအစတာဂျပန်enemies ကားတွေရမ်းကြည့်တယ်ပေါ့ဟုတ်တယ်ဟုတ်တယ်မင်းအိမ်မှာလို့ပြင်ရအန်မီကားကြီးရောင်းအဲ့ဒါတော့အလေးဆိုင်တယ်ပရိချာကြီးခါမဲဘုရားတော်ဆွဲထားသူ့လေနည်းနည်းလေးပေါ့ယူဆုခိုင်တယ်ကြိုက်ဆုံးယူဆုခိုင်တယ်ကြိုက်ဆုံးဒီနေ့အကျဉ်းဆုံးအမှလည်းဒီပုံဆွဲထား1 6တော့မရဘူးလားဘူးကြဒီခွက်လေးဒီတည်းကဒီလိုတိတ်ဆိုးနေတယ်ဈေးကွက်လေးလည်းလှပါတယ်အဲ့ဆိုရင်သူ့ကိုတမင်မကျွေးလို့လည်းဒီမှာလိုက်အဲ့ပထမအဆုံးစဆွဲတဲ့ပုံဆိုဘယ်ပုံဖြစ်မှာလဲပထမအဆုံးစဆွဲတဲ့ပုံပထမဆုံးစဆွဲတဲ့ပုံအနေနဲ့ဆိုရင်ဒါအနေနဲ့ဒီပုံလေးပုံစဆွဲအဲ့ဒါလေးလားခဲပါစေအဲ့ဒါပြီးရချင်းကြရင်ဒီပုံစဆွဲချင်းတော့ဘယ်ပုံစဆွဲလဲသူကအစညဒီလိုနှခမ်းပုံလှတယ်နှခမ်းပုံလေးတွေအရင်ဆုံးစဆွဲနောက်ဟိုမှာလှတယ်ပန်းအိုးတွေပါမ
ဆွဲတင်မှာဒါလေးဘူးပြန်မသမီးဆွဲရပန်းဟာရှေးကြရှေးကြอืมနေနဲ့တူတယ်လေနေနဲ့တူတယ်နဲ့ အမွေဖဲ့ရ ဒီရရနားမေးရကြိုက်တော့မှာဒါမိဟိုခရိုမီတူယူကားရကောင်မလေးခရိုမီပေါင်းนี่อย่าว่าရမ်းတောင်းနေတယ်လို့ပဲอืมအေးဟုတ်တယ်ဒါဟိုအပြင်းမမဟုတ်လို့ဟိုဖုန်းတောင်းလို့မျက်စိဝါဖြစ်တယ်ဒါတော့တစ်ဖြစ်မှလည်းငါတို့မဖြစ်ဘူးတင်လဲမြင်တကယ်ဟိုလေကြည့်ရလို့ကြည့်လေကြည့်ရနေကြောတော့ရောဒါသမီးလည်းပြန်ထားမယ်ရောဆင်းကြီးတူရဲ့စားခဲ့ရတာဆင်းကြီးတူတော့ငါအတီးရတဲ့မှာငါဟန်ဂျူဒိုရီရဲ့နိုင်မဲ့တက်ဆွဲတာတက်တော့ကျက်တုံပြူအဲ့လိုလေကျက်တုံပြူလေးကျက်တုံပြူလေးစားခြင်းလို့တက်တော့ဒီသားတော့နေပန်းလေးကိုအကောင်းမဆွဲနိုင်ဘူးလားနေပန်းလေးကိုအကောင်းမဆွဲနိုင်ဘူးလားတကယ်ကြီးအဲ့ဒီလိုလေငါပန်းလေးကပိန်နေလို့တိုက်သားသားပုံလေးကြည့်ရပါဘာဒီပုံကြည့်ရပါရင်လေအဲ့ဒီနေနဲ့ကလမနဲ့တဘောစံနဲ့ပဲကလမကိုမရိုက်နိုင်နေတော့သူများကိုမရိမ့်မယ်ဆိုရှင်